ဒီလိုဗီဒီယိုလေးတွေနောက်ထပ်ဒီလိုဗီဒီယိုလေးတွေဖန်တီးချင်လားဒါတွေကိုဖုန်းနဲ့ free version နဲ့လုပ်ထားလားဆိုရင်ယုံလားဒီမှာမတူစာကဒီလိုဗီဒီယိုလေးတွေကိုဖုန်းကိုအသုံးပြုပြီးတော့ free software လေးတွေနဲ့လွယ်ကူကူပဲပြုလုပ်လို့ရတဲ့နည်းလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ် Oh my အဲ့ဒါကို god မပြောခင်မှာကိုယ့်ရဲ့ဉာဏ်ရှိသလိုသုံးဖို့တော့လိုတယ်ပုံလေးတွေကလူပုံလုပ်ချင်လားအယုတ်ကလေးတွေလုပ်ချင်သလားခွေးကလေးကြောင်လေးတွေပုံလုပ်ချင်သလားအကုန်လုံးလုပ်လို့ရတယ်ပြီးတော့ idea ကွန်မြူရမယ်နော်ကိုယ့်ရဲ့ product ကိုဘယ်လိုမျိုးပုံဖော်ခြင်းလဲကိုယ့်ရဲ့လုပ်ငန်းကိုဘယ်လိုမျိုးလေးကြော်ညာလိုက်ခြင်းလဲပြီးရင်နောက်ခံတီးလုံးလားစာတန်းထိုးမှလားအတန်သွင်းမှလားဒါမျိုးလေးတွေကိုယ့်ရဲ့ဉာဏ်ရှိသလိုမျိုးကိုယ့်ရဲ့ပစ္စည်းတွေကိုယ့်ရဲ့လုပ်ငန်းတွေကိုကြော်ညာလေးလုပ်လို့ရတယ်နော်ကဲစလိုက်ရအောင်အရင်ဆုံး ChatGPT ကိုဖွင့်ပါဒါမျိုးပုံလေးတွေကိုလုပ်ပါပုံလေးတွေက9ပုံပဲရတယ်ဆိုပေမဲ့မတူစာကပုံတွေအများကြီးရဖို့အတွက် Chrome နဲ့ကိုပွားပြီးလုပ်ဖို့ပြောထားတယ်နော်ကိုသွားချင်တဲ့ဇလန်းဆက်အိမ်လေးနဲ့လိုက်ဖက်မဲ့ပုံလေးတွေကိုအရင်ဖန်တီးရမယ်နော်ဒီလိုပုံလုံးနီးလေးတွေမတူစာရဲ့အကောင့်ထဲမှာအရင်ဗီဒီယိုတွေတင်ထားပြီးပြီနော်ပုံလေးတွေရလာပြီဆိုရင် Pixpad ဆိုတဲ့ဒီ software လေးသွားပါမျှပြထားတဲ့နေရာလေးကိုဝင်လိုက်နော်ပြီးရင်တပုံချင်းစီကိုဗီဒီယိုလေးတွေလုံးမှာဖြစ်ပါတယ်5 second စာရပါတယ်စာသားကိုတော့အင်္ဂလိပ်လိုတိုရင်းလို့ရှိရင်ပဲရေးပေးပါ9ပုံဆိုရင်ဒါမျိုးလေး9ခုလုပ်ရမယ်ပေါ့နော်အဲ့လိုလေးတွေ9 second စီ9ခုရလာပြီဆိုရင်ဒါ25 second စာဗီဒီယိုတစ်ခုရပါပြီဒါလေးတွေကလုတ်ပြထားတာလေးတွေနော်9 second စာဗီဒီယိုလေး9ခုကို edit software တစ်ခုခုမှသွားပြီးပေါင်းဆက်လိုက်တာနဲ့ဆင်ပြေပါပြီမတူစာကတော့ InShot ပဲသုံးပါတယ်ကဲဒီလောက်ဆိုရင်လုတ်တက်မယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံမယ်